မင်္ဂလာပါရှင်ဒီတစ်ခါမလေးဖန်ကွာအလှလေးတွေလှလေးရောင်းပေးမှာနော်လှလေးတွေရောင်းပေးပါမရှင်ဒီကလာစမ်းလေးပေါ့နော်ဒီမှာကြည့်လိုက်ပါဒီမှာနော်တော်တော်လှနော်ရှားပါပစ္စည်းလေးတော့ဒီမှာမလေးတစ်ခါမှလူလူပါဘူးတော်လှတာဒီမှာကြည့်လားအစိမ်းလေးနဲ့ပန်းရောင်မှာနော်ပန်းရောင်လေးပန်းစီရောင်လို့တောက်နေတာနော်အပြင်မှာတော်လှတယ်နော်ဒီမှာရှားပါရောင်လေးဒီမှာကြည့်လားဖန်သားကလည်းထူပြီးပဲဒီမှာနော်အဖွင့်လေးတွေကဘယ်လောက်လှလဲဆိုကြည့်လိုက်ပါဦးနော်ဒီပန်းလေးရထွင်းထားနော်ဖောင်းကြွလေးတွေသိလားဖောင်းကြွလေးတော်လှတာနော်ကော်ဖီလေးပဲတော့စင်ပြေတာလေးတော့အပြင်မှာပိုလှတယ်ပန်းရောင်လေးပိုတောက်တယ်ဖုန်းထဲမှာမင်းကြီးကပန်းရောင်လေးဖြုတ်လေးဖြစ်တယ်ပြင်မှာတောက်လေးနဲ့တော်လှလေးသိလားအဲ့ဒီချက်တိုင်းပြောမယ်နော်ဆက်ရတဲ့ချက်တိုင်းပြောပါမယ်သူက3လက်မခွဲရှိပါတယ်နော်အဝကျ3လက်မခွဲရှိအမြင့်က3လက်မ6အမြင့်က3လက်မ60ရှိပါတယ်နော်4လက်မကိုပြတော့မယ်နော်ဆိုင်လဲကြည့်ပါတယ်ဒီနှလုံးကိုလိုချင်မှလေးကိုပါပြီး1တောင်း1000ပဲပြီနော်ပစ္စည်းတောင်းကောင်းတယ်ရှားပါပစ္စည်းပါရှင်ဒါလေးနော်ရခဲ့တယ်နော်312ပါနော်နံပါတ်လေး312ပါနော်ဟုတ်ပါဒါလေးဒီမှာတော့လှလာနော်ဒီမှာတော့လှလာနော်ဒီမှာကြည့်လိုက်ပါဦးအေးပလီအေးကော့ပလီနော်အပြာရောင်လို့နော်အကြီးလို့နော်ဖန်ကြီးအပြာရောင်လေးဒီမှာဘလောက်လှလေးဆိုကြည့်လိုက်ဒါလေးစင်တူသုံးလို့ရပါမယ်စိုက်လဲကြည့်ရင်နော်အေးကော့ပလီတော်လှဟုတ်တယ်လူမျိုးလေးဒီကိုစိုက်တယ်ဟာနော်ဆိုရပါစိုက်တဲ့ချက်တိုင်းနော်စိုက်တဲ့ချက်တိုင်းပြပါမယ်အဝကျဲက2လက်မနဲ့60ရှိပါတယ်အမြင့်က9လက်မနဲ့9လက်မတစ်စိပ်ပါဟုတ်တယ်မဒါလေးတစ်ချက်တိုင်းပြမယ်နော်9လက်မစိုက်လက်တော်ကြည့်တယ်သူက2လက်မကွဲကို2လက်မနဲ့60အမြင့်က9လက်မဒီ9လုံးပေါင်းမှမလေးကိုဟောပြီး9လုံးပေါင်းမှနော်2000 2000ဝယ်ပြီနော်တောက်ဟုတ်တယ်ပါနံပါတ်လေးက A313 မှာ313နော်313မှာနံပါတ်လေးကတခုပါဒါလေးရမ်းပြီးမှထားတယ်စနူဘီလေးတွေဒီမှာနော်ဒါလေးချစ်စရာလေးနော်ဒီစင်တူလေးနှလုံးရပါမယ်မဒီခဲသားလေးနော်ဒါလေးကစစ်တိုင်းနော်စစ်တိုင်းတိုင်းဖန်သားလေးထိုးရည်ပဲနော်ဒီမှာအေးဖြော်အေးခွက်နော်သူကော်ဖီအေးအဲ့လိုတောက်လို့ရတယ်သူကနော်ဘောပင်ဖောင်တင်းကိုထည့်လို့လည်းရတယ်နောက်ပြီးတော့ဗာလဲပန်းဦးလေးလှုပ်ချင်တဲ့လုပ်ပေါ့နော်ဒီလိုအဲ့လိုမျိုးလှုပ်ချင်တဲ့လုပ်ပေါ့နောက်ပြီးတော့ဟိုပါလေတပုတ်တန်သွားလိုက်အဲ့လိုသွားလိုက်စက်မျိုးလေးတွေထည့်လို့ရတယ်နော်သူကသူ့တမန်သူအော်အေးကော်ဖီအဲ့လိုလေးတောက်လို့ရတယ်နော်ချစ်စရာလေးနော်သူတော့ original design လေးလုပ်နော်လက်ခိုင်းလေးဒီမျိုးလေးချစ်စရာလေးစင်လူနှလုံးရမယ်နော်စိုက်လဲကြည့်ရနော်ဒီနှလုံးပေါင်းမှမလေးကိုဝယ်ပေး15 1000ဝယ်ပေးပြီနော်အားတောင်းပါပြီပစ္စည်းလက်တာအကောင်းတယ်သူအဝကျ3လက်မ60ပါအမြင့်က3လက်မအမြင့်လား3လက်မ60နော်ဒီနှလုံးပေါင်းမှမလေးကို15 1000ဝယ်ပေးပြီနော်နံပါတ်လေးက A314ပါနော်ဟာဆက်တယ်ဖုန်းနံပါတ်ကတော့39969339414544499690ဆက်တယ်မိုင်းနေပါတယ်ရန်ကုန်မြို့လေးအရင်ကိုချေပါနေစမှုချိုးလေးရပါရှင် TikTok ကမှမလေးဖုန်းနံပါတ်လေးတင်ပေးထားပါတယ်